Hello hi ဒီနေ့ကတော့စီစီတို့နေရာမှာမိုးအရန်သေးတယ်လေရောမိုးရောပေါ့မနေ့ပိုင်းမှာစီစီရဲ့ foodies တွေနဲ့ live လုပ်ပြီးတော့အဲ့မှာအမကတိုဖူကြိုတယ်ဆိုတာနဲ့1တိုဖူစားဖို့သွားပါတယ်အမအိမ်ကြီးနာအလွမ်းပြေ1တိုဖူလေးကိုအမရဲ့တကူးတကလှုပ်ပြီးချွေးတဲ့အတွက်စီစီအရန်ကိုပျော်ပြီးတော့လေထဲမိုးထဲမှာကိုပျော်ပျော်ကြီးသွားလိုက်ပါတယ်ရှင်1တိုဖူပြင်ပေးနေပါပြီကုန်ပါပြန်ပြီးတော့နေသမီးဒီလက်ရပဲမုံနဲ့ကွာကိုအိမ်ကျတော့မြစ်ချင်း6ပေါ့ဒါမြစ်ချင်းနားမှာအဲ့လိုစားကြတယ်ဒါမြစ်ချင်းနားမှာကျန်တခါကြီးကျန်တခါရတာကျန်ဟောဖြစ်မှာဆိုတော့ဒါနည်းနည်းထည့်အဲ့တော့ချေးလည်းပြရမယ်ဆိုရင်ညမပြမတော့တာမထဲဘူးဒါနဲ့ဒီမှာဒါပဲရှိတယ်တော့တာပြောတယ်အကြာကြီးတော့ခေါ်ရတယ်ဒီလားမသိတစ်ခေါက်တော့တစ်ခေါက်ထဲတော့ဝင်တယ်သူရသူတို့မစသေးဘူးထင်တယ်မှာ9လပိုင်း9ရက်6ရက်မှစမယ်ကိုယ်စားရမယ်ကောင်းလိုက်တာမှာသမီးအဲ့နကတော့ခါတော့ပြေးဖို့နေတာမဲ့ကိုရီးယားတွေ့တယ်ဆိုအဲ့တော့ကောင်းတယ်ဒီနေ့ညနေဆောင်တော့ကောင်းတယ်အပပကောင်းလိုက်တာမိုးအေးနေမှာစားရနော်အယုတ်ပြရလဲနှာခေါင်းကိုတစ်ချိန်ညနေကိုပူးထုမှာမြုပ်ပြရကောင်းတယ်ဒါပေမဲ့တိတ်ဆက်လို့အေးရတလောက်စားတာမှာသမီးစီစီရောအမရောကအစားညီကြတော့တကယ်ကိုအားရပါရ2ယောက်သားစီစီကတော့အဲ့အမျိုးပကံကြီးနဲ့2ခွက်စားတယ်ပြီးတော့စကားတွေပြောတယ်ရီးတယ်9နာရီပဲခွဲပြီးဆိုတော့ပြန်ဖို့ပြင်တယ်။အော်ဘိုင်ဘိုင်သွားပြီနော်တက်တာနော်လိုက်အိတ်မလားအိမ်မှာ No တက်တာနော်ကောင်းငင်ကြီးအောင်ည9နာရီခွဲမှာလင်းထိန်စားလေစားပါဆယ်ရီလဲပါအပြန်လမ်းမှာဘိုက်ကိုဘယ်လောက်တင်းလဲဆိုတော့ခါကိုမက်ကိုမထိုင်နိုင်တော့လို့ကားရဲ့ခုံအနောက်နည်းနည်းလှန်ပြီးတော့မှထိုင်ပြီးပြန်လာတယ်ပေါ့နော်ဒီချီနာ1တိုဖူအလွမ်းပြေလေးကိုတကူးတကခေါ်ပြီးကျွေးတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အိမ်ပြန်ရောက်တဲ့ချိန်ကတော့ည9:50မိနစ်20လောက်တော့မောင်းလိုက်ရပါတယ်အမအိမ်နဲ့စီစီအိမ်နဲ့မိနစ်20လောက်တော့ကြာပါတယ်စားချင်တာလေးစားလိုက်ရတဲ့အတွက်စိတ်ကြည်နေပြီးတော့မှအိပ်ပါတော့မယ်တတားအားလုံးပဲ